ငွေပိုက်ဆံနဲ့ပတ်သက်ပြီးအဆန်းပြဆုံးအမှန်တရားတစ်ခုကိုပြောပြရရင်ခင်ဗျားတို့ယုံမှာမဟုတ်ပါဘူးအဲ့ဒါကတော့ဘက်ဆန်ဆိုတာတကယ်တော့အစစ်အမှန်မဟုတ်ပါဘူးလူသားတွေပစ္စည်းချင်းဖလှယ်ရတာလွယ်ကူအောင်စနစ်တွေတည်ဆောက်နိုင်အောင်စိတ်ကူးရင်ပြီးဖန်တီးထားတဲ့အရာတက်ပါပဲစဉ်းစားကြည့်လေစေတုံးကဆိုမြင့်ကဆန်တဲ့အိတ်ကိုလိုချင်တယ်ဆိုရင်ကိုယ့်အိမ်ကဝဲတကောင်လုံးကိုပိုးချီပွေးရှင်နဲ့ရှေ့ထက်အထိထမ်းသွားပြီးဆန်တဲ့နဲ့တွားလဲရတာဝဲကလည်းယုံကိုကလည်းပြင်ပန်းပေါ့အဲ့ဒါကြောင့်လူတွေကကဲဒီလိုလုံးမဲ့အစားစက်ကူအပိုင်းအစားလေးတွေကိုတန်ဖို့တမပြီးသုံးကြရအောင်ဆိုပြီးလက်ဆံကိုတည်ထွင်လိုက်ကြတာအမှန်တိုင်းပြောရရင်တောင်းတန်စက်ကူရဲ့ဘစ်ကွန်ရဲ့လမ်းဘေးကတီကိုင်းချောက်တစ်ခုရဲ့ကတကယ်တော့အတူတူပါပဲဘာမှထူးထူးခြားခြားကွာမနေပါဘူးဒါပေမဲ့တောင်းတန်စက်ကူကပစ္စည်းဝယ်လို့ရတယ်တီကိုင်းချောက်ကဝယ်လို့မရဘူးအကြောင်းရင်းကတော့ဒီစက်ကူအပိုင်းအစားလေးမှာတန်ဖို့ရှိပါတယ်ဆိုပြီးလူအဖွဲ့အစည်းတစ်ခုလုံးကယုံကြည်ပေးကြလို့ပါတကယ်လို့လူတွေကမယုံကြည်တော့ဘူးဆိုတာနဲ့အဲ့ဒီဘက်ဆန်တွေကစက်ကူဆိုဖြစ်သွားမှာပါဒါဆိုဘက်ဆန်တွေကိုဘယ်သူကထုတ်တာလဲပြီးတော့ဘယ်လိုအလုပ်လုပ်တာလဲမေးရှာရှိတာပေါ့အစိုးရတွေကဘက်ဆန်ကိုရိုက်နေပြီးထုတ်တယ်ဘိုးဘန်တွေကစိတ်ခွက်ထက်မှာဘက်ဆန်အဝယ်အထွက်တွေကိုထိန်းချုပ်ပေးရတယ်ဒါကမျှတဖို့အရန်လိုအပ်ပါတယ်တကယ်လို့အစိုးရကငါတို့တိုင်းပြည်စင်းရဲနေတာဘက်ဆန်တွေအများကြီးရိုက်ထုတ်လိုက်ရင်ချမ်းသာသွားမှာပဲဆိုပြီးဘက်ဆန်ကိုအတင်းရိုက်ထုတ်လိုက်ရင်ပုံစံလုံးတွေကအကာသထက်အတိတက်သွားပြီးမိအိတ်ကထက်ဘက်ဆန်တွေကအင်တာတုံးတီရှူလောက်တောင်တန်ဖို့မရှိတဲ့အမိုက်ဖြစ်သွားပါလိမ့်မယ်ဒါကငွေကြေးဖုံးပွားမှုပေါ့ပြောင်းပြအနေနဲ့ဘက်ဆန်ကိုလုံးဝမထုတ်ပေးရင်လည်းဘယ်သူမှအလုပ်မလုပ်နိုင်ပဲငါ့ကုန်ကြမှာပါ